အဲ့မင်းကလည်းပါဒီနေ့မှာတော့အစနေနေ့မှာသွားပြီးတော့အလေးပြုခဲ့တဲ့အကြောင်းပြောပြဖြစ်ပါတယ်ဟဲ့ငါဒီနေ့အစနေတော့ရအောင်ပါပဲစနေချောင်းလေးပြီးမှအမြင်တော့ကမယ်ငါဒီချိုးတော့မယ်အမြင်ခုနကဆိုရှင်းလိုက်ထိုးရမယ်ကဲဒီအင်းကြီးနဲ့တမရမယ်ကဲအမြင်လုံးမယ်ခုနကဒီဆန်ကြောင်းနေပြီးငါတမရတော့မယ်အခုကတော့လိုက်ပြမှာဖြစ်ပါတယ်ဒါကိုယ်တိုင်ဆောက်တာပေါ့နော်ကဲဒါရီကတော့မှာပုံအောင်လေးပြည့်နေဒီမှာတော့ပန်းရောင်ဆောင်လေးရှိပါတယ်ဒီမှာတော့မိုးဆိုင်လေးကိုရှိပါတယ်ဟိုးပမင်းကြလာမကြည့်အဲ့ဒါဖျောက်ကြီးပေါ့နော်အဲ့ညာတော့ချက်ပါ